ကဲမွေရတာကြိုက်တဲ့သူလေးဆိုရင်တော့မေရဲ့ဒီဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်သွားပေးပါနော်ဟဲစတာပါရှင်မေကဒီနေ့မှာတော့ပြင်မှာဝယ်စားလို့ရှိရင်လည်းမေစိတ်တိုင်းမကြလို့မေလည်းတခါမှတော့လုံစားဘူးဒါပေမဲ့လုံစားကြီးကအရင်အမြင်မလှပေမဲ့အဆင်ပြေလို့မေကမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲအဆုံးလေးလိုက်ကြည့်ပေးပါအောင်နော်ဒီနေရာမှာမေကမွေးတိုဖူမုတ်လေးတစ်ထုပ်ကိုတုံးထားတယ်တိုဖူမုတ်လေးတွေကိုစားစနဲ့အချုံမုတ်လေးထည့်ပြီးတော့နှက်ဆက်သွားအောင်နေလိုက်မယ်မြို့ဒီနေရာမှာတိုဖူမုတ်တစ်ထုပ်ကိုရေနှုတ်စီကိုနှစ်ဘူးသုံးထားပါတယ်ဒါပေမဲ့ရေကိုတခါတည်းအကုန်လုံးမထည့်လိုက်ဖြစ်နေနည်းနည်းလေးထည့်လိုက်ခလောက်ပေးလိုက်မှွေပေးလိုက်နဲ့တိုဖူမုတ်လေးတွေအကုန်ပြောင်းဝင်သွားတဲ့အထိမျိုးတော့မှွေလိုက်မယ်ပေါ့နော်ကဲတိုဖူမုတ်လေးအကုန်ကြေသွားပြီဆိုရင်တော့တချို့မကြေသေးတဲ့အမှုံလေးတွေကိုမြေစကားလေးနဲ့စစ်ချလိုက်မယ်ပြီးရင်တော့မေတို့မီအေးလေးနဲ့စပြီးတော့ဂျုံမဲ့အိုလေးတွေကိုထည့်ပြီးရင်တော့မေတို့မီအေးလေးနဲ့မေပြောရဲမှွေရတာကြိုက်တဲ့သူတွေဆိုရင်ဒီဗီဒီယိုကြည့်ဆိုတာဒီအပိုင်းလာပါပြီမီဖွင့်ပြီးပြီဆိုတာလည်းမေတို့ဇက်တိုက်ကိုမေတို့မနာတဲ့မရမနာစပယ်ရှယ်မှွေပေးရပါမယ်မွင်တိုဖူတွေကတ်မှာဆိုလို့ပါရှင်မီအေးလေးနဲ့တော့မှွေပြီးပေါ့နော်အဲ့လိုနဲ့မေတို့မှွေလာလိုက်တဲ့အချိန်မှာတိုဖူလေးတွေလည်းစပြီးတော့ပြစ်လာပြီဆိုလို့ရှိရင်မေပို့ပြီးတော့မနာတဲ့ဇက်တိုက်မှွေပေးပါဒီနေရာကမေလိုပညာသားပါတယ်ထင်ပါတယ်မေလည်းအတွေ့အကြုံတစ်ခါမှမရှိတော့နာလေးမှွေလို့ရှိရင်ပို့ပြီးတော့တူသားလေးတုံတုံဤချောချောလေးရမယ်ထင်ပြီးမှွေတာပေါ့နော်မရပါဘူးဒီလိုနေလေးရောက်ပြီဆိုလို့ရှိရင်မေတို့စီဟင်းခတ်စွန်းလေးနဲ့သုံးစွန်းထည့်လိုက်ပါမယ်ဒီနေရာမှာအနက်မရှိတဲ့စီကိုသုံးပေးပါရှင်တိုဖူသားလေးလည်းဒီနေရလို့ကြွမီလေးတန်းပြီဆိုလို့ရှိရင်တော့မေတို့ကျိုင်းနေတဲ့ရပုံဖောက်ကလေးတွေကိုမေတို့စီလေးတုတ်ထားပြီးတော့လောင်းထည့်ပေးလိုက်ရုံပါပဲရှင်မေရဲ့တိုဖူသားလေးကတော့စိုင်းနေလို့အရင်ရောချောမွေ့မနေပေမဲ့တုံတုံလေးနဲ့အရင်ကမှစားကောင်းပါတယ်ပြီးရင်တော့မေတို့လေးမခိုးအောင်ဇလုံးလေးကိုခောက်ချပေးပြီးတော့အပေါ်မျက်နှာပြင်လေးတွေကိုညှိထားလိုက်ပါမယ်တိုဖူလေးခဲထားတဲ့အချိန်မှာမင်းမကြီးကျင်လေးဖြော်လိုက်ပါမယ်မကြီးကျင်တဲ့ငန်းပြရဲ့အချိုးမှုတ်ချက်သွန်ဖြူနနံပင်ရုပ်သီးမှုတ်တို့နဲ့ပြီးတော့တကြားလေးနဲ့ငထည့်ပြီးတော့မှွေလိုက်မယ်ဆိုရင်အရသာလေးလည်းအဆင်ပြေပြီဆိုရင်တော့တိုဖူချော်နဲ့ဆွဲစားမယ့်အချိန်လေးရပြီအဲ့ချိန်မှာတိုဖူလေးလည်းခဲပြီဆိုရင်တော့မေလိုတလိုလေးလှိလိုက်ပါမယ်မေတိုဖူလေးအမြင်ကိုတွေ့ရတဲ့အတိုင်းပါပဲအရင်ကြီးတော့စမူးဖြစ်မနေပါဘူးရှင်နည်းနည်းလေးတော့အရာလေးဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းပြဿနာမရှိပါဘူးအရာသာကအရန်ကိုမှဣတုံစားကောင်းတဲ့တော့ကြောင့်မလို့နိုင်ရုပ်ရှင်ကလည်းအရန်ကြိုက်လို့မေကတော့ပြောနေပြီကဲသူရဲ့လှုပ်ဝက်ချက်ကတော့အဓိကအဲ့လိုမျိုးတိုဖူအပြားလေးတွေလိုတလိုလှီးပြီးဓားလေးနဲ့နည်းနည်းဖောက်ပေးပါမဟုတ်လို့ရှိရင်မေဆိုင်နေမှာဝယ်စားလို့ရှိရင်လေတိုဖူတွေကိုစီတွေကအရန်စုပ်ပြီးတော့တိုဖူကိုကိုက်လိုက်တာနဲ့စီတွေပေါက်ကြရရောအရန်ဣရပေါ့နော်မေအဲ့ဒါကိုလုံးဝမကြိုက်ပါဘူးအခုလိုလေဓားလေးနဲ့ဖောက်ပြီးကြောခြင်းအပြင်မေတို့တိုဖူသားလေးလဲသူကသူတုံတုံလေးနဲ့အပြင်သားလေးလဲကျွတ်ကျွတ်လေးနဲ့စားလို့အရန်ကိုမှကောင်းပါတယ်အေးသွားခဲ့ရင်လည်းအချိန်မျိုးဘယ်နှပြန်ကြောပြီးနှွှဲစားလို့အဆင်ပြေပါတယ်ရှင်မေရဲ့ဒီနီးလေးကအားလုံးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်မေလည်းအရန်ကျွမ်းကျင်တဲ့ဇာတ်ကြီးတော့မဟုတ်ပါဘူးမေကြော်စားကြည့်တာအဆင်ပြေလို့တစ်လောက်မှတစ်လောက်နီးလေးနဲ့မေလုပ်ကြည့်တာအဆင်ပြေလို့မျှဝေပေးခြင်းသာဖြစ်ပါတယ်နော်မေရဲ့အိမ်လုပ်ဟင်းချက်နီးလေးတွေမုတ်လုပ်နီးလေးတွေကိုတပေါ်ချက်နဲ့တက်တယ်ဆိုရင်မေရဲ့အကောင့်လေးကိုလည်း like and follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း share ပေးပါအောင်နော်အားလုံးကိုကျေးဇူးပါရှင်